ကျွန်တော်ပြောလို့ဆိုတော့ထုံးမအောင်ပွဲလာပြီဒီလအတိုင်းဒီလအတွင်းမှာလာမယ်ဆိုတော့ထုံးမအောင်လာပြီအော်တိုဘာလ18ရက်နေ့ကြာရင်10 fighter တော့မဟုတ်တော့ Thai fighter နဲ့တော်တော်ကြီးကောင်းမဲ့ fighter Thai fighter ကဘယ်လိုမျိုး fighter လဲဆိုကျွန်တော်တခါလေးပြောရမယ်ပွဲချို့3တော့ချက်မှာပွဲနီးမှကျွန်တော်မပြောတော့ဘူးเนาะပါတယ် Thai fighter ကပြောမှဆိုအဝင်ရဲတဲ့ fighter တကယ် fighter ဆက်ဆံထိုးတဲ့ fighter ဆက်ဆံထိုးတဲ့အရေးဦးတော်ရဲဝင်လုံးတဲ့ fighter ထဲမှာပါတယ်တကယ် fighter ဆက်ဆံသွားတဲ့ထဲမှာပါတယ်အကြောင်းမို့ထုံးမအောင်နဲ့သူနဲ့ကတော်ကြည့်ကောင်းမယ်ထုံးမအောင်နဲ့သူနဲ့တူပဲထိုးလုံးထိုးပေါ်ထိုးပုံစံတူပဲ Thai fighter ဆိုပေမဲ့ကလစ်ပိုင်းအဲ့လောက်ကောင်းတဲ့ထဲမှာမပါဘူးအဲဖို့အဲ့လောက်ကောင်းတဲ့ထဲမှာမပါဘူးဒါမှသတိထားမယ် high kick ကန်ကြတော့အမြင့်ကန်ကြတော့သတိထားမယ်တစ်ခါတလေပဲတူထွက်တယ်ခါကျရင်ရှင်းထိုးတဲ့အခါကျရင်အကွက်ပြောက်သွားတာမျိုးတွေ့ရတယ်သူ့အားနဲ့ကြံရတာတွေပေါ့နော်အကွက်ပြောက်များတာတွေတွေ့ရတယ်အဲ့လိုမျိုးပုံစံတွေအနေထားတွေ့ရတယ်ထုံးမင်းနိုင်အနေနဲ့ဘယ်လိုထိုးရင်နိုင်မဲဆိုရင်တွင်းထပ်ပုံစံပေါ့နော်ဒါတွင်းထပ်မှဆိုတန်းနေတဲ့ထိုးရင်ပုံမိုက်ပဲထင်ပါတယ်ဘာဖြစ်လို့ဆိုတွင်းသက်ကောင်တာသမားဆိုရင်ကောက်စားရုံပဲသူ့ပုံစံသူ့ရဲ့အားနဲ့ကြက်ကတန်းနဲ့အားနဲ့ကြသူ့ကောက်စားလူဆိုရေးဆွေးနိုင်တယ်နော်ကောက်စားတဲ့လူဆိုရေးဆွေးနိုင်ဟိုတစ်ခေါက်တော့နိုင်ငံခြားသားနဲ့ထိုးတော့သူရှုံးပါတယ်အဲဖို့နဲ့နော်တွင်းထပ်တောင်မျိုးပုံစံနဲ့ပဲရှုံးရတယ်နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေရှိရဲအင်စားတော့ဆိုကျွန်တော်ကြည့်ခဲ့တယ်တနေ့ကျွန်တော်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့လောက်ကြိုက်တဲ့ထဲမှာပါအဲ့ဒါတနေ့ကအင်စားတော့2024တုန်းကဒီမြန်မာ fighter game fighter ပဲနိုင်ခဲ့တဲ့ fighter တယောက်ပဲအဲ့တော့ကျွန်တော် Thai fight မှာကြည့်ခဲ့ရတာပေါ့အခုဆိုတော်တော်ကောင်းတဲ့ထဲမှာပိုင်မာကုံကတော့သူ့အနေကတော့အမာကြီးရတော့မဟုတ်အတင်းတော့ရှိပေါ့နော်အတင်းတော့ရှိတယ်ဒါပေမဲ့ကြားရတာဆိုရင်တော့အဲ့လောက်ကြီးကြောက်ဖို့မကောင်းဘူးဒါပေမဲ့ထုံးမင်းနိုင်တယ်တော်တော်ကြီးလိုက်တယ်ထုံးမင်းအောင်လည်းတော်တော်ကြီးလိုက်နော်ထုံးမင်းအောင်ကကျွန်တော်တို့အရေးမြင့်နေဆိုရင်ကောက်စားတက်ရင်ကောက်တာသမားနေနဲ့ဆိုစော့ရင်တော်တော်ကြီးနိုင်ဖို့များတယ်နိုင်ဖို့များတယ် high kick ကန်ချက်တွေဒီပွဲမှာထုံးမင်းအောင်နဲ့ထိုးရင် high kick ကန်ချက်တွေထုတ်သုံးရမှာပဲကြောက်ရတယ် high kick ကန်ချက်ပြင်းလာဆိုရင်အနေထားတင်းအောင်စီတယ်သူကန်ချက်တနည်းကန်ချက်ထုံးမင်းနိုင်ကိုအကောင်ဆုံးအကြံပေးရှင်ကခွာထိုးမဲ့ဆိုရင်နိုင်မယ်ခွာထိုးဆိုနိုင်မယ်ဒါပေမဲ့သူကရှင်ထိုးမဲ့ဆိုရင်ကျွန်တော်ဘာကြောက်ရမလဲတနည်းဘာကြောက်မလဲသူရဲ့ဘယ်လက်တီတအားကောင်းတယ်ဝိုင်းလက်တီတအားကောင်းတယ်နော်အခရောတို့နော်ဂျက်တို့တအားကောင်းတဲ့ထင်မှာပါတယ်အကြောင်းသတိထားရမယ်ပါဝါလက်တီကောင်းလားဆိုပါဝါလက်တီကောင်းတယ်သူမှာနိုင်ဂျီဝါမချန်ပီယံရှိမှာအဲ့ဂျက်တွေမှာနိုင်ဂျီရှိတယ်ဒီ high kick ကန်ချက်တွေတိတ်မတွေ့ဘူးနောက်ပိုင်းမှာသူခေါ်တော့ဂျက်တို့နဲ့နိုင်တာများတဲ့တော့သတိထားမယ်အဲ့လောက်ပဲ high kick ကန်ချက်အဲ့လောက်မွေထိုင်းဆိုမဲ့တိတ်ပြီးကန်ချက်တွေဒူးတောင်တွေဒူးတွေအဲ့လောက်သုံးတော့မတွေ့ဘူးအဲဖို့ဆိုရင်တစ်ခါတလေမှထုတ်သုံးတယ်ဒါပဲပပနဲ့ရှိရပပနဲ့ရှိရင်ကျင်းဒီပေါ်နိုင်ပြီ